တက္ကရာ933ခုနှစ်ပကံပြည်အလောင်းစီသူမင်းကြီးဤမြေတော်မင်းရင်နေရတင်ကထီးနှန်းဆန်သောခါမြင်းဆိုင်ဝက်ဝင်ရက်မှပြော့လူမျိုးများထင်းခုတ်သွားရာဝလုံးကြီးတစ်လုံးအတွင်းမှအစင်းအင်ကလက္ခဏာနှင့်ပြည့်စုံသောမိမပြူတဦးကိုတွေ့ရှိ၍ခေါ်ဆောင်ခဲ့ပြီးမင်းကြီးထံဆက်တရားမိနစ်သက်၍နာပြည့်ကျဲသည်ဟုဆိုကာညီတော်ဖြစ်သူနေရပတိစီသူထံသို့လွှဲပြောင်းပေးအပ်ခဲ့လေတော့တယ်ရင်းမိမပြူလေးကိုမေတော်မိဖုရားကြီးကဝေလူဝရီဟုအမည်ပေးအပ်ခဲ့ပြီးနားတော်ကိုလည်းကြည်ကောင်းအောင်ဖျက်တောက်ပြုပြင်ပေးခဲ့လေတယ်ဤသို့ပြုပြင်ပြီးမေတော်ကြီးကဝေလူဝတီကိုလက်ဆွဲကာနန်းတော်ထဲသို့ဝင်လာစဉ်ဘရင်ဖြစ်သောမင်းရင်နိုင်ရတင်ခါကခေမတော်မိဖုရားလေးကိုနှစ်သက်၍မေတ္တာစိတ်တွေယူဖိတ်လာခဲ့ပါတော့တယ်။ထိုအခါညီတော်ဖြစ်သူနရပတိစီသူကိုအထက်ညာကဆောင်ကျန်းရက်မှာတပုံထကြွတောင်းကျမ်းနေ၍ညီတော်ထွက်ပြီးနှိမ်နှင်းရမယ်ဆိုပြီးမိန့်တော်မူရာပါနှက်တော်ညီတော်မှလည်းသူ၏တပည့်ဖြစ်သူမြင့်ခံမပြည့်အားမြင်းဖြူရှင်ပွဲကိုပေးအပ်ပြီးငါ၏အိမ်တော်မှာအကြောင်းကြီးရာကိစ္စရှိလျင်လျင်စေညံစေမောင်မင်းဟုမှာကြားကာသူ၏မြင်းသူတော်နှင့်အတူအဆောက်အနေဖြင့်ခတ်အပ်ထားခဲ့ပြီးစစ်ချီတက်ခဲ့ပါတော့တယ်။မြင်းခံတဲ့ပြည်ဟာအိမ်တော်အဆောင်ဖြစ်နေရင်းနှင့်ပင်မကြီးတော်ရွာမှမနှင်းဖြူဆိုသောမိမပြူတဦးနှင့်ချစ်ကြွမ်းဝင်ခဲ့ပါတယ်။ညီတော်နရပတိစီသူမှလည်းနဆောင်ကျန်းသို့ရောက်သောနေမြေမှာအေးချမ်းလျက်ရှိကြောင်းတွေ့ရှိရပြီးနောင်တော်ဖြစ်သူမင်းကြီးထံလျှောက်ထားလိုက်ပါတယ်။ထိုအချိန်မှာပဲနောင်တော်ဘရင်မင်းကြီးကမိဖုရားဝေလူဝတီကိုတိမ့်ပိုက်လိုက်ပါတော့တယ်။ရင်းအကြောင်းအရာကိစ္စကိုမြင်းဖြူရှင်မြင်းခံတဲ့ပြည်ဟာညီတော်ထံတင်ပြရန်အတွက်မြင်းသူတော်ကိုစီးနှင်းကအပြင်းနှင်ခဲ့ပါတယ်။သို့တော်လန်ခီကဝေးတေကတကြောင်နေဝင်တရောအချိန်မြင်းတော်ကပန်းသေးတကြောင်ကြောင့်ညီတော်နရပတိရှိသည့်ငါးပတ်ချောင်းနှင့်တစ်ဖက်ကန်းတွင်အပန်းဖြေအနားယူအိပ်ဆက်ခဲ့ပါတယ်။မြင်းသူတော်မှလည်းချောင်းတစ်ဖက်ကန်းရှိသူသခင်ဖြစ်သူနရပတိ၏အနံ့ကိုရတော့တညလုံးမအိပ်ဆက်ပဲဟိနေပါတော့ထိုအတန်ကိုနရပတိစီသူကြားပြီးအိတ်ဆက်ရမှနိုးကဤအတန်ပြီးငါ၏မြင်းသူတော်အတန်ဖြစ်ပါကငါ၏အိတ်တော်အုံတော်မှာပေါက်စီဟုအိတ်ထံပြီးအုံတော်ကိုလက်နှင့်တက်ရာအုံတော်မှာပေါက်သွားခဲ့သဖြင့်ထိုရက်ကိုယခုတိုင်မလွဲအောင်ပေါက်ဟုခေါ်ရင်လျက်ရှိပါတယ်။နနက်အာယုံချိန်တွင်မြင်းခံတဲ့ပြေဟာမြင်းသူတော်နှင့်အတူထွက်လာပြီးနရပတိထံရောက်သောအခါအကြောင်းချင်းရာကိုလျှောက်ထားလိုက်ပါတယ်။ထိုအချိန်မှာနရပတိစီသူဟာအမျက်တော်ထွက်နေပြီးငပြည့်ကိုမောင်းမြင်ညကဘဲမှာအိတ်တလဲမေးရချောင်းတစ်ဖက်ကန်းတောင်ချီမှာအိတ်ပါသည်ပြန်လျှောက်ထားရာငကိုအမျက်ဒေါသထွက်နေသောနရပတိမှာဒေါသပုံမူထွက်ကငါနေသောနေရာနှင့်နီးသောအရက်ရောက်မှအိတ်ရမည်လို့ဆိုကာစစ်တူကြီးကြော်စွာအားဒီငမိုက်သားကိုတက်စေဟုစေခိုင်းခဲ့ပါတယ်ဒီလိုနဲ့မြင်းခံငပြည့်လည်းအသက်ခံခဲ့ရပြီးနှက်ဖြစ်သွားခဲ့ပါတော့တယ်ငပြည့်၏အလောင်းကိုရေမြော့လိုက်ရာကျွန်းတကျွန်းတွင်တွားရောက်တင်နေခဲ့ပါတယ်ထိုကျွန်းကိုရွှေပြည်ရှင်ကျွန်းအဖြစ်၎င်းငပြည့်အိတ်ခဲ့သောတောင်ချီကိုလည်းမြင်းလက်တောင်ဖြစ်၎င်းငပြည့်အားကုမြတ်သောနေရာကိုကွယ်တော်ရာဟုယနေ့တိုင်ခေါ်ဝေါ်သမုတ်လျက်ရှိပြီးမြင်းခံငပြည့်မှာသူ၏ဖွဲ့ထူအတိုင်းရွှေပြည်ရှင်မြင်းဖြူရှင်နဲ့အဖြစ်ခေါ်ဝေါ်လျက်ရှိပါတော့တယ်ဗျာမြင်းဖြူရှင်နောက်ဆုံးတစ်ပါးဖြစ်သောရွှေစစ်ပင်မြင်းဖြူရှင်နဲ့အားနောက်ပိုင်းလေးမှာဆက်လက်တင်ဆက်ပေးသွားပါမယ်ကျွန်တော်အကောင့်လေးကိုလည်း like and follow လေးပေးခဲ့ပါဦးနော်ကျွန်တော်လူလင်ပိုင်ဆိုပါ